မင်္ဂလာပါရှင်being နဲ့ going to ကိုပေါ့နော်ဘယ်လိုသုံးမလဲဆက်ပြောပြပေးတော့မှာဖြစ်ပါတယ် being နဲ့ go to ပေါ့နော်နှစ်ခုလုံးအဆိုလို့ရှိရင်ဒီက present perfect tense ပေါ့နော် HASH HAP have and being plus going to right normally we use like this ပေါ့နော်များတော့အဖြစ်ဒီလိုမျိုးတော့နေဒါပေမဲ့ being ဆိုတာဗာလဲ going to ဆိုတာဗာလဲပေါ့နော် being ဆိုတာကြ participle or be ရဲ့ past participle က bee and being ပေါ့နော်အတိမှာဆိုရင် being ကဘယ်လိုသုံးလဲဆိုတော့အတိကို already visited and came back ဆိုတာလေပြီးသွားပြီဒါပေမဲ့အခုတော့သူကပြန်လာနေဒီမှာဆိုရှင် I have been to London ဆိုတော့I have been to London ဆိုသူ London ကိုရောက်ပြီးသွားပြီဒါပေမဲ့အခု London မှာမဟုတ်တော့ဒီလိုမျိုးဆိုလို့ရှင်အခု maybe he right now he in Singapore ပေါ့နော်အဲ့ဆိုရင်သူက London ကိုရောက်ပြီးသွားပြီဒါပေမဲ့ London ကနေပြန်လာပြီအခုဆိုရင် London မဟုတ်တဲ့တခြားနေရာမှာရောက်နေပြီဒီလိုမျိုးဆိုလို့ရှိရင် I have been to London လို့ပြောတယ်နောက်တစ်ခုကျတော့ go ပေါ့နော်ဒီ present perfect or go ပေါ့နော်ဒီ present perfect or go ရဲ့ဒီ go ပေါ့နော်ကိုကြီးရဲ့ present perfect က go ပေါ့နော်အတိအကျသူကဘယ်လိုတောင်းလဲဆိုတော့ one day and not by yes ဆိုတော့သူကအတိကိုရောက်နေတယ်ဒါပေမဲ့အတိမှာပဲဆက်ရှိနေတော့မယ်အတိကနေပြန်မလာသေးဘူးအဲ့လိုမျိုးဆိုရှင် I have gone to London to London ကိုရောက်နေရအခုထိလည်း London မှာရောက်နေတော့မ London နဲ့ပြန်မလာသေးဘူးအဲ့လိုမျိုးဆိုရှင် I went there and not by yes ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှင် in this kind of situation we you going to ပေါ့နော် I has gone to London ဆိုပြီးတော့သုံးပါတယ်and comment မှာရေးခဲ့ပြီเนาะ being နဲ့ going to ဘယ်လိုမှမကဲသုံးမလဲဆိုတာလေ